လိုင်းပေါ်မှာခင်ဗျားတို့ကိုထုမြတ်ဒဖန်ဒါကြီးကိုတွေ့မိလားဗျတွေ့မိကျွန်တော်လိုက်ရှာနေဆိုတဲ့အကြောင်းလေးပြောပြသားမှာဘာဖြစ်လို့ဆိုတော့ तू ကအိန္ဒိယနဲ့ပါကစ္စတန်တစ်ဖက်နဲ့တစ်ဖက်စစ်ဖြစ်နေတဲ့ကိစ္စမှာနျူကလ িয়ার တွေသုံးမယ်ဆိုတော့radiation တွေနိုင်နေစလုံးမုံနဲ့ तू ပဲဖြန်းပြင်မယ်ပြောတော့ဟိုတစ်ဖက်ငြိမ်သွားတယ်ပေါ့နော်ဟိုကကျွန်တော်တို့ဘာစိတ်တောက်ဖြစ်ဒီကောင်ပြေးစီတယ်ပေါ့နော်ကိုထုမြတ်ကိုကျွန်တော်ကဒီသူတို့အိန္ဒိယမှာရှိတဲ့စလုံးမုံဖိုရမ်အိန္ဒိယနဲ့ပါကီနှစ်ဖက်ညီနိုင်မှာစလုံးမုံဖိုရမ်လုပ်မယ်ပြောတယ်အဲ့ဖိုရမ်မှာ तू ဒီဟာလေးကျွန်တော်ယူသွားဖို့ရွှေနာစေးလေးယူသွားဖို့ပြောနေတာပေါ့နောက်တစ်ခုကတစ်ဖက်နဲ့တစ်ဖက်မကြည်မနှက်ဖြစ်လို့ပြစ်ကြခတ်ကြပြီဆိုရင်သွေးထွက်တန်ရုံရှိမှာပေါ့နော်တည်သွားရင်တော့ပြဿနာမရှိဘူးပေါ့ကျွန်တော်တို့တနတ်မှန်တာတို့ဘုံစက်မှန်တာတို့သွေးထွက်တယ်ဆိုရင်ဒီကောင်သွေးတိတ်မြန်တယ်ဂလိုက်တာပြတ်တဲ့လူတော့သွေးတိတ်သွားတာကျွန်တော်တွေ့ဘူးတယ်ဆိုတော့ဒီဥစ္စာတွေကအဲ့လိုလေဖြစ်တယ်ပြီးတော့နောက်တစ်ခုနှစ်ဖက်တက်ဒီရင်ဆိုင်ထားတဲ့အချိန်မှာသူတို့ကရေချိုးမှမဟုတ်ဘူးရေချိုးတော့ဒီကောင်တွေကအလိုလိုမှစမဲတွေပြင်းတဲ့ကောင်တွေဆိုတော့ဂျိုင်းချွေးနဲ့နေဖင်ညားနဲ့နေဒီကောင်တွေနမ်းမှာဟာလားအဲ့ဒါလေဒီကောင်နဲ့ရွှေသားနဲ့ဖြန့်ပြီးအဲ့နဲ့နေဂျိုင်းချွေးနဲ့နေပါနေဒီကိုလုံးမှရှိတဲ့ဖင်ညားနဲ့နေရစမနံဘူးပေါ့ဗျာနောက်တစ်ခုရေမချိုးတော့ဒီကောင်တွေမှာခြေစီနဲ့နေထွက်မယ်ဗျာအဲ့ခြေဘွားလေးကိုဖြန့်ပြီးတော့ခြေဝတ်မယ်ဖနှက်ဝတ်မယ်ဆိုရင်ဒီရွှေသားရှယ်ကောင်းတယ်ဗျာအဲ့နဲ့ခြေခြေလျှော်စရာမလိုတော့ဘူးပေါ့ဗျာနောက်တစ်ခုကဒီကောင်တွေရေမချိုးတော့ရားနာတွေလည်းဖြစ်လာမှာရားနာတွေဝဲတွေပေါက်လာမယ်ပေါ့နော်ဒီပါကီတက်နဲ့အိန္ဒိယတက်ကဝဲတွေပေါက်လာမယ်ဝဲတွေပေါက်လာဒီကောင်တွေဖြန့်ရင်ဒီကောင်ရားနာတွေပျောက်တယ်ဗျာနော်ညောင်းညာကြိုက်ခဲတာတွေပျောက်တာလေဒီရွှေသားပဲဆိုတော့ကျွန်တော်ကိုထုမြတ်ကိုဒီကအိန္ဒိယမှာရှိတဲ့စနိုမုံဖိုရမ်ကိုတွားရင်ဒီဆေးလေးယူသွားပေးဖို့ပေါ့နော်ကိုထုမြတ်ကအလုပ်ကလည်းများတယ်နောက်တစ်ခုကElon Musk နဲ့ Trump နဲ့လည်းသူခေါင်းရိုက်ကိုချိန်ထားတယ်ပြောတယ်တခုကိုထုမြတ်ကိုကျွန်တော်မှားကျင်တာတော့ခင်ဗျကြည့်နေတဲ့လူတွေကိုကျွန်တော်မှားကျင်တယ်နော်Elon Musk နဲ့ Trump နဲ့ဒီဆေးကြောင်းသွားမပြောနေဗျာဘာဖြစ်လို့ဆိုတော့ဒီကောင်တွေကလွယ်တဲ့ကောင်တွေမဟုတ်ဘူးဒီဆေးတလောက်ကောင်းမှန်းသိရင်ကျွန်တော်ဝါးဝိုက်တူးတဲ့ကိုယ်တည်းယူပြီးတော့တတိယကွာစစ်မဖြစ်အောင်လုပ်မှာအဲ့ဒါကျွန်တော်နည်းနည်းကြောက်တယ်စိုးရင်နေပေါ့နော်ဆိုတော့ဒီဆေးရွှေသားကောင်းကြောင်းလည်းကိုထုမြတ်ခင်ဗျElon Musk နဲ့ Trump နဲ့ကောက်သွားရတယ်ဆိုမပြောပါနဲ့နော်အဲ့ဒါလေးတော့ကျွန်တော်တောင်းပန်နေပါတယ်နော်ဘယ်နိုင်ငံကိုရောက်မှလဲဆိုတော့ပါကီးယားပဲဝယ်အိန္ဒိယပဲကျွန်တော်ဈေးရောက်နေလို့ဆိုတော့ဝယ်တဲ့လူရောက်မှာပဲဒါပေမဲ့ကျွန်တော်ဈေးပို့ပေးတဲ့လူတော့ပို့ရောက်မှာပေါ့နော်အေးမိမညာသေးလားအေးညာသေးခုနတောက်ထားပြီးခဏနေမှတောက်တော့မယ်နော်မိမစေးတောက်ဖို့ခေါင်းနေကျွန်တော်တွားလိုက်တော့မယ်နော်ရွှေရင်းသားလေးကိုတော့မမင်းနဲ့နော်ခင်ဗျားတို့နော်ရွှေရင်းသားလေးပါနော်